အခုတခါဒီ TikTok မှာတွေ့ရတဲ့ AI feature လေးပြောမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကိုယ့်ရဲ့ပုံလေးကိုအပေါင်းလေးကိုနှိပ်ပြီးထည့်လိုက်ပါမယ်ထည့်လိုက်ပြီးသားလို့ရှိရင်အောက်မှာရှိရတူးရတဲ့ effect ဆိုတာကိုရေးမယ်ရေးလိုက်လို့ရှိရင်နောက်လေးဝင်နေသွားလိုက်တဲ့အခါမှာဒီမဲ့ AI drawing AI portrait AI animation ဆိုတော့ခုရှိတယ်အဲ့မှာ AI drawing ကကြတော့အောက်မှာကိုကြိုက်တဲ့ပုံစံပြောင်းလို့ရတယ်ကွယ်ဒါမျိုးမျိုးပဲဒီပုံဆွဲတာလေးလားကတ်တွန်းပုံလေးတွေပြောင်းမလားပြီးအင်ကြီးပုံစံတွေပြောင်းမလား background ပုံစံတွေပြောင်းမလားသပင်ပုံစံတွေပြောင်းမလားစိုက်တာပြောင်းလို့ရတယ် AI portrait ကကြတော့ဒီမဲ့ဒီလိုရပုတ်လေးလုံးမလားနောက်ပြီးလို့ရှိရင်ဟို graduation ပုံအောင်လုပ်လို့ရတယ်เนาะဒီ AI portrait ကနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီ AI animation ကကြတော့ဒီလိုဗီဒီယိုလေးတွေလောက်တာပေါ့နော်ဗီဒီယိုလေးတွေလောက်တာအဲ့တော့သူကကြတော့လိုမျိုးပုံမဲမဟုတ်တော့ဘူးနဲ့ move လေးပါလာပြီဒါလေးလောက်ကြည့်မယ်နော်ဒါလေးလောက်ကြည့်မယ်ဒီလိုပုံလေးထွက်လာနော်ဒါဆိုရင်ဒါအပိုင်းတစ်ပဲရှိသေးရဲ့နောက်ဆက်ပြီးတော့မှပြောသွားမယ်နော်